နာမည်ကြီးမင်းသမီးရဲ့သမီးပြီးကျော်နာရီမှာတယောက်ဆောင်ကောင်းနေတဲ့စံထိတ်ထားဦးတချိန်ကစံထိတ်ထားဦးကိုယုံမလာဘူးဆိုပြီးတော့ဝိုင်းပြောခဲ့ကြပေမဲ့ဒီနေ့ဒီအတွက်တွင်မှာတော့မချစ်မထားလောက်ပြောင်းလဲသွားပါပြီနော်ပရိသတ်တွေကထိတ်ထိတ်လေးလို့စစ်စနိုးခေါ်ဝကြတဲ့ဒီမိန်းကလေးကအခုဆိုရင်တော့ကိုပိုင်အရေးချင်းကိုပိုင်ဟန်ပန်နေတဲ့အကျူအနုပညာလမ်းကြောင်းပေါ်မှာရှောင်းလန်းနေပြီဖြစ်ပါတယ်အနုပညာရှင်ကြီးတွေရဲ့သားသမီးတွေအနုပညာလောကတွေကိုဝင်ရောက်လာရင်ဖျားတွေရှိတတ်ကြပါတယ်မိဘတွေရဲ့အရှိန်အဝါကြီးမားလေးသားသမီးတွေအပေါ်ပရိသတ်တွေရဲ့မျှော်လင့်ချက်နဲ့စောင့်ကြည့်မှုကကြီးမားလေးဖြစ်လာပါတယ်ဒါပေမဲ့စံထိတ်ထားဦးလေးကတော့ဒီဖျားတွေကိုကြော်လွှားပြီးတော့မွေးရပါပါရမီကိုထုတ်ဖော်ပြသနိုင်ခဲ့ပါတယ်ငယ်စဉ်ကလေးကပရိသတ်တွေမျက်မှန်တမ်းမိနေတဲ့စံထိတ်ထားဦးကအခုဆိုရင်တော့အရွယ်ရောက်လာတာနဲ့အများအရင်ကျန်လာပါတယ်မိခင်ဖြစ်သူရဲ့အနုပညာအမွေကိုစက်ခံရုံသားမကပဲသူကိုယ်တိုင်ရဲ့စူးစမ်းအားထုတ်မှုတွေကြောင့်နေရာတစ်ခုကိုရောက်ရှိလာပါတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာတော့တချင်းစုံကောင်းရုံသားမကတရုတ်ဆောင်ပိုင်းမှာပါထူးချွန်လာတာကိုအားလုံးကမျက်ဝါးထင်ထင်တွေ့မြင်လာရပြီဖြစ်ပါတယ်နော်လက်တလုံးဆိုရှယ်မီဒီယာမှာနာမည်ကြီးနေတဲ့ကြော်ညာလေးတစ်ခုမှာစံထိတ်ထားဦးကဂျက်စီကာဆိုတဲ့ဇက်ကောင်နေရာကနေပြီးတော့တရုတ်ဆောင်ထားပါတယ်စံထိတ်ထားဦးရဲ့မျက်နှာပေးနဲ့ဟန်ပန်တွေကဇက်ကောင်ရဲ့ဇက်ကိုအကောင်းဆုံးပုံဖော်ပေးနိုင်ခဲ့ပါတယ်သူနဲ့အတူတရုတ်ဆောင်သွားရတဲ့သူတွေကဝိုင်းရင်တရုတ်ဆောင်တွေဖြစ်ကြပေမဲ့စံထိတ်ထားဦးကတော့ကြောက်ရွံ့မနေခဲ့ပါဘူးငယ်စဉ်ကလေးကအမေဖြစ်သူရဲ့တရုတ်ဆောင်မုံတွေလွှမ်းမိုးမှုရှိခဲ့တာကြောင့်ပဲစံထိတ်ထားဦးကဝိုင်းရင်တယောက်လိုမျိုးပဲတွက်လက်နေပါတယ်အမေဖြစ်သူကခက်သက်သွက်တရုတ်ဆောင်တက်တယ်လို့စံထိတ်ထားဦးကလည်းတွက်တွက်လက်လက်တရုတ်ဆောင်တက်လို့ခိုင်သိန်းကြီးပေါင်းစားလေးဆိုပြီးတော့ခေါ်နေကြပါပြီရှင်လှပလာပြီးတဲ့နောက်ပထမဆုံးတရုတ်ဆောင်နဲ့ကြော်နာမာတွေအောင်မြင်သွားတဲ့စံထိတ်ထားဦးကတရုတ်ဆောင်ပိုင်းမှာလည်းရော့မနေပါဘူးစံထိတ်ထားဦးရဲ့တရုတ်ဆောင်မှုတွေကိုကြည့်ပြီးတော့ပရိသတ်တွေကချီးကျူးအားပေးနေကြပြီးသူ့ရဲ့တရုတ်ဆောင်မှုဟာမိခင်ဖြစ်သူနဲ့တော်တော်လေးကိုစင်တူလာတယ်ဆိုပြီးတော့သုံးသပ်နေကြပါတယ်တရုတ်ဆောင်လိုက်တော့မခိုင်လေးနဲ့တူသွားတယ်နော်ဆိုပြီးတော့ပြည်သက်တွေကချီးကျူးကြတဲ့အထိပထမဆုံးကြော်နာမာတွေတိမှတ်ပြုခံနေရပါတယ်မိခင်ဖြစ်သူကနာမည်ကြီးမင်းသမီးဖြစ်တာကြောင့်တရုတ်ဆောင်ဟန်တွေကသမီးဖြစ်သူစီကူးဆက်နေတာကိုပြည်သက်တွေကသဘောကျနေကြတာပါတခြားသောအနုပညာရှင်တွေရဲ့သားသမီးတွေရှိပေမဲ့အားလုံးချင်းမှာတော့စံထိတ်ထားဦးကတရုတ်ဆောင်ဘက်မှာရောအဆိုဘက်မှာပါအောင်မြင်လာခဲ့ပါတယ်။ The Max ကမြန်မာပြိုင်ပွဲမှာဝင်ပြိုင်ပြီးတဲ့နောက်မှာတော့တချင်းဆိုကောင်းတာကိုလည်းသတိထားမိလာကြပါတယ်။ကိုပိုင်တချင်းတွေလည်းထုတ်လာခဲ့ပြီးတော့အခုဆိုရင်တော့ကြော်ညာဘက်ကိုပါကူးပြောင်းလာခဲ့တာပါရှင်။သူရဲ့တချင်းတွေကလည်းအောင်မြင်ခဲ့ပြီးတော့အဆိုပိုင်းမှာလည်းမခေတဲ့အကြောင်းပြသနိုင်ခဲ့ပါတယ်။ရုပ်ရည်ကလည်းချစ်စရာကောင်းလာပြီးတော့မိခင်ဖြစ်သူရဲ့လမ်းပြောင်းမှုတွေကြောင့်ပဲဒီနှစ်တည်းကျွန်းမှာတော့စံထိတ်ထားဦးကတိုးတက်ပြောင်းလဲလာခဲ့ပါတယ်။ခိုင်သိန်းကြီးရဲ့သမီးဆိုတဲ့အရေးအောက်ကနေရုံထွက်ပြီးတော့စံထိတ်ထားဦးဆိုတဲ့ကိုပိုင်နာမည်တလုံးအနုပညာအရေးအသွေးတွေနဲ့ရက်တည်လာနိုင်ခဲ့ပါပြီ။တချို့သောတရုတ်ဆောင်ပေါင်ဆောင်တွေကမိဘတွေရဲ့အရှိန်အဝါရှိပေမဲ့လည်းထင်သလောက်မအောင်မြင်ခဲ့ပဲလမ်းကျွမ်းမှာပဲထွက်ခွာသွားကြပါတယ်။စံထိတ်ထားဦးရဲ့စူးစမ်းမှုနဲ့အနုပညာပေါ်မှာထားရှိတဲ့ဆရာထက်သန်မှုတွေကအသီးအပွင့်နဲ့စတင်တီးပွင့်လာပြီးဖြစ်လို့ရုပ်ရှင်ဘက်မှာပဲဖြစ်ဖြစ်အဆိုဘက်မှာပဲဖြစ်ဖြစ်ရက်တည်လာနိုင်တော့မှာပါ။တစ်ချိန်ကတော့ရုပ်ရည်နဲ့ပတ်သက်ပြီးတော့ဝေဖန်ခံခဲ့ရတဲ့စံထိတ်ထားဦးကကိုယုံကြည်မှုတွေအားနည်းခဲ့ပါတယ်။ရုပ်ရည်ကပြောင်းလဲယူလို့ရပြီးတော့ကိုယုံကြည်မှုအားကောင်းလာအောင်လည်းပြုပြင်လိုက်တာကြောင့်စံထိတ်ထားဦးကအမေရဲ့လောင်းရင်အောက်ကနေထွက်ပြီးအောင်မြင်လာခဲ့တာပါကြော်ညာအစ်စ်မှာပါဝင်လာတဲ့စံထိတ်ထားဦးကတရုတ်ဆောင်ကောင်းသူဖြစ်သလားဆိုတော့ကိုမမအမြင်လေးတွေကိုမျှဝေပေးခဲ့ကြပါအောင်နော်